majesty and majesty. Worship his majesty. Unto Jesus be all glory, power, and praise. Majesty, kingdom, authority, flows from his throne unto his home, his anthem Tonight, Lord Jesus, we set aside the balance of this evening to focus upon your kingship and your lordship. Yes, Lord, we acknowledge you as the sacrifice, the great sacrificial lamb. We thank you, Lord God, for the blood that you shed for us. We thank you, oh Lord God, for the great mercies and blessings that you showered upon our lives. But tonight, Lord, we want to see you not as a lamb, but we want to worship you as that Lion of Judah, the King above all kings. Thank you. Thank you for your presence. We bow before you. We acknowledge you. We honor you as King of kings and Lord of lords. So exalt, lift up high the name of Jesus. Magnify, glorify Christ Jesus the majesty, worship his majesty. Jesus who died is now glorified, King of all kings. Jesus who died is now glorified. Jesus who died now glorified. Jesus who died glorified, King of all Your dammy is zero tralala. So the louder she don't be ain't dread. Then you have one general quit. Then you let me in. It's all blue. Me, Nibila. Dinny, the meoli.
horizon မှာ speaking class လေ3လပြည့်တင်တန်းရှိတယ်ကွယ်ဒီနေ့တင်တန်းပြီးတာသူတို့ရဲ့စီးရင်သွင်းခိုင်းတာနောက်ဆုံးပဲကွယ်အဲ့ဒါမိအောင်သွားရမယ်အဲ့ဒီကိုသွားကြစို့နော်အမေသမီးပြောပါဦးမယ်ဒီနေ့စနေနေ့လေလူမျိုးစုတောင်းရ22လဖျားเจ้าကိုသွားရအောင်မအမေရဲ့အဲ့ဒါသွားလို့ဖြစ်ဘူးဖျားเจ้าကိုရင်သွားရအောင်မပြီးမှသွားမယ်လေမေအော်ဖျားရှိခိုးเจ้าများတနင်္ဂနွေနေ့မနေ့ပြန်ကြတယ်သွားအောင်မှာပဲဥစားဟိုဒီတရက်လေးပြက်လို့ဖျားသခင်ကသိပါတယ်ကွယ်တင်တန်းမဲ့အရင်သွားကြဆိုတင်တန်းဒီနေ့မှမသွားလို့ရှင်လေဟောသူများတွေကအရင်ဥပမာစင်းရင်သွင်းသွားမှာတဲ့စင်းရင်ပေးထားတာတော့မှဒီနေ့နောက်ဆုံးနဲ့အဲ့ဒါပတ်စံချိန်ပြီးသွားသွင်းရမှာလာအဲ့ဒီပဲသွားကြဆိုသမီးပြောပါအောင်မယ်သမီးကလေလေးပြောမှာဒီကလေးကပဲစမ်းစာယူလာတာအမေရဲ့အဲ့ဒီသွားဖို့ဘူးမလာဘူးအဲ့တော့ဖျားเจ้าကိုအမေနဲ့တူတူသမီးအရင်သွားရအောင်ပါနော်အမေနော်အမေရဲ့ဝိညာဉ်အတွက်သမီးကစိုးရိမ်လို့ပြောတာပါအမေရဲ့သွားရအောင်ပါဖျားเจ้าကိုပဲနော်အမေကလည်းလေသမီးနဲ့လိုက်လို့လည်းမရသေးဘူးအမေကဒီနေ့အယောင်းဝယ်ကိစ္စတခုချိန်ထားသေးတယ်နော်ငွေရှာရအောင်မှာတပတ်မှလေတရက်တနင်္ဂနွေနေ့တရက်ဖျားเจ้าတန်တော်ပြီပို့ကွယ်ရပါတယ်ဘုရားသခင်ကသိပါတယ်သူ့သားသမီးတွေကို6ရက်တောင်အလုပ်လုပ်ခွင့်ပေးထားတာအဲ့ဒါအလုပ်လုပ်ဦးမှာပေါ့မေသမီးကိုလေမေပဲငယ်တုန်းကပြောလေ Sunday School တွေအမြဲလို့ပြောလေဘာနိုင်ငံတော်နဲ့ဖြောင်းမှန်ခြင်းဦးစားပေးရှာဆိုနောက်မှဖျားခင်ကျန်တဲ့ဟောက်ပေးမယ်ဆိုမေကလည်းဩ Sunday School ကလေသမီးကိုနှုတ်ကပတ်တော်နဲ့ပတ်သက်ရင်မေကဘာမှမသိဘူးမေကစီးပွားရေးအကြောင်းပဲသိတာအဲ့တော့အဲ့ဒီဆရာမတွေ Sunday School ဆရာမတွေသမီးကိုသင်ပေးမှဖြစ်မှာပေါ့ကွယ်ဒါကြောင့်ဖျားเจ้าကိုလွတ်ထားတာSunday School ဆိုတာအခုသမီးကကြီးပြီနော်တိုးတက်ဖို့ကြီးပွားဖို့အရေးကြီးတယ်နော်မမေတို့မိဘတွေတာဝန်ဆိုတာလဲလေကိုသားသမီးကိုတဲ့နော်သူ့လမ်းကြောင်းပေါ်မှာသူ့ခြေထောက်ပေါ်မှာသူရှောင်းနိုင်အောင်လမ်းပြပေးရမှာအဲ့ဒါတွန်တင်ရမှာမမေတာဝန်ပဲအဲ့ဒါကြောင့်မလို့သမီးကိုတိုးတက်ဖို့ကြီးပွားဖို့အရေးကြီးတယ်အဲ့ဒီကိုပဲလွတ်မယ်မလိုက်ဘူးမေမလိုက်ဘူးသမီးဖျားเจ้าပဲသွားမယ်မေကိုလည်းခေါ်မယ်ဖျားเจ้าနော်သမီးကလည်းပြောတာခက်လိုက်တာကြည့်စမ်းဒီမှာကြည့်စမ်းနားထောင်စမ်းသမီးကိုလေမမေကတငယ်ချင်းနေနဲ့အတူတူဟောရုပ်ရှင်ပဲသွားကြည့်မလားခွင့်ပြုတယ်ယောက်ျားလေးတငယ်ချင်းနေနဲ့အတူလေနိုင်ကလပ်ပဲသွားတက်အောင်မလားအမလီအဲ့နာမှလူဝင်ဆနာအဲ့နာကြောင့်မလို့လေည7 နာရီထိပဲသွားမလားမမေကခွင့်ပြုတယ်နော်မြန်မာပြည်အနှံ့ကိုပဲလေတငယ်ချင်းနေနဲ့ဟောတလားလောက်ခီးထွက်အောင်မလားရတယ်ခွင့်ပြုတယ်အေးအဲ့ဒီဘုရားကြောင့်တက်ဖို့ကြီးပဲအမြဲလာပြီးမပြောနဲ့မရဘူးဒီမှာကြည့်မှတ်ထားဒီနေ့ကစပြီးတော့မန္တလေးမြို့မှာဘုရားရှိခိုးကျောင်းတွေမှာအများကြီးအဲ့ဒီ22လမ်းလူမျိုးစုတိုင်းငါလွဲရင်ကျန်တဲ့ဘုရားကျောင်းတွေကြိုက်တဲ့ဘုရားကျောင်းတွေရတယ်အဲ့ဒီတော့တက်ခွင့်မရှိဘူးနောက်ပြီးတော့အခုဒီနေ့လဲမမေပြောတဲ့အစီအစဉ်တိုင်းပဲတင်တန်းမဲ့သွားမယ်လာသွားမယ်မေသမီးမလိုက်ချင်ဘူးမေရောလိုက်ခဲ့တာဖျားเจ้าလားတင်တန်းမဲ့သွားရအောင်ပါဖျားเจ้าသွားရအောင်ပါမေရဲ့လားသမီးလည်းလိုက်ခဲ့တော့မေရဲ့သွားရအောင်ပါဖျားเจ้าလည်းသွားရအောင်ပါမေလာတဲ့နေရာပါလားဒါပဲနေရာလေမမေတို့ပဲရောက်နေကြလဲကောင်းကင်ရွှေပြည်လေမေသမီးအရန်ရောက်ချင်တဲ့နေရာပဲဒီနေရာလေကောင်းကင်ရွှေပြည်မေရဲ့ဟုတ်တယ်အိုးတကယ်ကိုထူးခြားစမ်းကြတာပဲနော်သမီးနဲ့မေလည်းကောင်းကင်ဘုံရောက်ပြီအမေရဲ့ဝမ်းသာစရာကြီးဟဲဝမ်းသာစရာကြီးမမရက်နေတာဘာတူတော့ကောင်းကင်တမန်မေလေအမေရဲ့သမီးတွေ့ရလေနာမည်အသက်စာဆောင်စင်းထဲမှာပါလာမသိတော့မေးကြည့်အောင်အမေအေးမေးကြည့်အောင်လေမေးသမီးချင်းမေးလိုက်မယ်နော်အမေတော့သမီးရမ်းရောက်ချင်တယ်လို့ပါမေရဲ့နော်မေနော်ကောင်းကင်တမန်မေအသက်စရင်းစာဆောင်ထဲမှာလေသမီးရဲ့နာမည်လေးပါလာကြည့်ပေးပါဦးဟာမေသမီးပါတယ်တဲ့ပြောစီအိုင်မေရဲ့သမီးရမ်းမြော်လာတယ်သမီးရဲ့မေရမ်းပါပါမေရဲ့သမီးရမ်းမြော်လာတယ်ကြည့်ပါဦးမေရဲ့ပြောစီအိုင်တော့သမီးပါ
မ်းသာစရာကောင်းလိုက်တာသမီးလေးတော့ကောင်းကင်နိုင်ငံရောက်သွားပြီသူ့ကိုငငယ်လေးကလေးကနေပြီးတော့မှဖျားကိုယုံကြည်တတ်အောင်ဖျားเจ้าနေမှန်မှန်လွတ်ခဲ့တာပဲအဲ့တော့အမေဖြစ်တဲ့ကျမလည်းဒီကောင်းကင်ရွှေပြည်ရောက်မှသေးကြပါလေကျမနာမည်အသက်စင်းစာဆောင်ထဲမှာပါလောင်းတည်မေးကြည့်အောင်မအိုးကောင်းကင်တမန်မင်းကျမနာမည်မခွန်ဆမ်းမကျမနာမည်များအသက်စင်းစာဆောင်ထဲမှာပါပါသလားရှင်သူကိုရှေ့ခေါ်လာစမ်းဘာကူမှကြောက်နေတာလေတင်ကျင်နဲ့လို့ရွေးချယ်ထားတဲ့အရဲလမ်းပဲသားသမီးတွေကိုဖျားခင်စီမပို့ဘူးကိုရီးယားဂျပန်ယူရီးယားအမေရိကတို့တက်ရမယ်ကြီးပွားရမယ်ဟာသင်ယောက်ျားကိုလည်းသေတဲ့အထိပိုက်ဆန်ရှာဟေးသင်လိုလူတွေကြောင့်ငရဲမှာငရဲသားတွေတိုးတက်များပြားလာပြီသူ့ကိုကြီးပွားလာငရဲဦးတဲ့စော်တာများထက်စီပူပူနဲ့ကြော်လိုက်စမ်းဟေးမင်းတို့လူသားတွေကိုဘုံစီးစိမ်တွေပြပြီးငရဲကိုငါခေါ်မယ်နာမည်စထက်လိမ်ပါကျွန်တော်ကတော့မာစတာ3ခုတောင်ရထားတယ်ဒီမှာကြည့်ရိတ်ခါတော်ရဆရာကြီးတစ်ပါးပဲသိတယ်နော်ဒီမာစတာကမာစတာတော့မန္တလေးဘီယာမာစတာတော့မြန်မာရန်ဒါသိလားမာစတာတော့မေမျိုးဝါကျွန်တော်ဖျားသခင်အမှုတော်ဆောင်နေတာတော်ကြာပြီရမ်းအောင်မြင်တယ်အခုလဲလှုပ်လက်ဆက်လုပ်ငန်းတွေအများကြီးရှိတယ်ကျွန်တော်တပည့်လေးကိုခိုင်းထားတယ်တပည့်လေးလှုပ်တာအစင်မပြေလားတေချာတော့ပြောပါမယ်ဟေးဒူဒူဟုတ်ကဲ့ငါလှုပ်ခိုင်းတာအစင်ပြေလားဟုတ်ပြေဆရာအေးအဲ့ဒါအရန်ရေးကြီးရနော်ဟုတ်အေးအဲ့ဒီအောင်ဆန်းကွင်းကဘောလုံးပွဲပြီးလို့ထွက်သွားတဲ့ပရိသတ်တွေကိုအမိရရိုက်ထားတဲ့ပုံမျိုးရှိတယ်နော်ဟုတ်ပြီအဲ့ဒီပုံနဲ့ငါတရားဟောနေတဲ့ပုံရှိတယ်နော်ရှိအေးအဲ့ဒီပုံနှစ်ပုံကိုမင်းဖြတ်ညက်ကတ်သေးချာအပီပြင်လို့ဟုတ်ပြီလားသဘောတော့ကွာငါလာဟာပြင်တရားဟောပွဲမှာငါပေးသက်သိန်းတောင်းချီပြီးတော့ငါတရားဟောနေတယ်ပေါ့ဟုတ်ပြီနော်သိချပါအေးမင်းကငါယုံတယ်ဘာလဲဆိုရင်အခုအမေရိကမှာကမ္ဘာအေဝံဂေလိအသင်းတော်များကောင်စီအစည်းအဝေးဓမ္မညီလာခံအဲ့ဒီမှာငါအဲ့ဒီပုံကိုပို့ပြီးတော့အလူငွေတောင်းဖို့စီစဉ်ရှိတယ်ဟုတ်ပြီနော်ဟုတ်တယ်အေးငါမင်းကိုယုံတယ်မင်းအပြီးမြင်ဆက်လို့ဟုတ်ပြီနော်ဆက်ရှော့โอเคဘာပဲပြောဖျားတဲ့ရန်ကောင်းမြတ်တယ်ဟာဒူဘာသာနေလဲဟာဒါနဲ့ဆိုပဲယေရှုနာမနဲ့နဲ့ဆိုဆာလောဆောလာ
다 나소ဝင်တဲ့လက္ခဏာပဲနော်နတ်ဆိုးဝင်တဲ့လက္ခဏာဒါနတ်ဆိုးထွက်သွားပြီကဲသူ့ကိုထူလိုက်ကြသူ့ကိုထူလိုက်ကြဖြည်းဖြည်းဟာကဲနတ်ဆိုးဝင်နာမည်ပြောပါဦးနာမည် Freddy အေးကို Freddy ဒါနတ်ဆိုးဝင်တဲ့လက္ခဏာပဲဒီနတ်ဆိုးကိုယေရှုနာမတပါအခြားဘယ်နာမမှပျောက်ကင်းအောင်လုပ်လို့မရဘူးနော်ယေရှုနာမကိုတော့နတ်ဆိုးကကြောက်တယ်အေးဒါဘုရားသခင်ရဲ့ကျေးဇူးတော်ပဲအေးဟုတ်ပြီဝမ်းသာတယ်အေးဒါဆိုဖះဟိုကျေးဇူးတင်တယ်ဆရာကိုအလူငွေပေးခြင်းတယ်ဆရာဘာလဲဘုရားသခင်ကိုကျေးဇူးတင်တဲ့အနေနဲ့အလူငွေပေးခြင်းတယ်ဆရာကိုကျေးဇူးတင်တယ်မလို့ဘုရားသခင်ကိုကျေးဇူးတင်ရမယ်နော်အလူငွေတွေပါလေအရေးမကြီးဘူးနော်လူငွေတွေပါအရေးမကြီးဘူးဒါမဲ့ပေးရင်တော့လေယူရတာပေါ့နော်လူငွေရဲ့အရေးမကြီးဘူးနော်ဒါဘုရားတတ်နိုင်တာဘုရားသခင်လုံးလို့ပြောက်တာဟုတ်တယ်နော်ဟေးဘုရားဟုတ်ပဲယုံကြည်နော်ဟေးဟုတ်ပြီဒါဆရာပြောပြမယ်အခုဆရာအသင်းတော်မှာနော်ဒီပါမဲ့ကူညီရေးအစီအစဉ်ဆရာလှုပ်ထားတာအကြီးအကျယ်ရှိတယ်ဟုတ်ကဲ့အေးဘာပဲပြောအဲ့ဒီအတွက်တော့အလူငွေပါဝင်စေခြင်းတယ်နော်ဟေးဒါဆိုရင်ကျွန်တော်လည်းလှုပ်ခဲ့မယ်လေမိဘမဲ့ကလေးတွေနဲ့မုတ်ဆိုးမတွေကူညီဖို့မုတ်ဆိုးမတွေမကူညီနဲ့မုတ်ဆိုးမတွေကူညီတာဆရာလုံးဝမလုပ်ဘူးနော်ဆရာမမိဘမဲ့ကူညီပဲဆရာလုပ်တယ်ဟဲ့အဲ့ဒီအတွက်တော့အလူငွေပေးနော်အလူငွေပေးဘာဖြစ်လဲဆိုဒီမှာဘုရားသခင်အများကြီးအသုံးပြုပြီးအများကြီးကောင်းကြီးပေးနေတယ်ဟာဒါဘယ်လောက်လဲဆရာ300ဟုတ်ဆရာဟာ Praise the Lord ဘုရားသခင်ရန်ကောင်းမြတ်တယ်အေးဘုရားသခင်ဒီထက်မကကောင်းကြီးပေးပါစေဟုတ်ဆရာနော်အေးဆရာရန်ဝမ်းသာတယ်ဟုတ်ဆရာတောင်းမယ်ဟုတ်ပြီကောင်းပြီ Praise the Lord ဘုရားရှိကောင်းမြတ်တယ်ဘုရားခင်ဒီထက်မကကိုဘုရားအလုံးလုံးနေတယ်ဘုရားကောင်းကြီးပေးဦးမှာဆရာဟေးဘာလဲအီးမေးလ်ဝင်နေဆရာအီးမေးလ်ဟာဘာအီးမေးလ်လဲအမေရိကဒေါ်လာသိန်းနဲ့ဟာ Praise the Lord ဘာလဲအလူငွေနေဆရာဟာအလူငွေလွှဲတာဟာ Praise the Lord ဟာတသိန်းတော့မှာဟာ Praise the Lord ဘုရားခင်ကောင်းမြတ်တယ်ဝမ်းသာတယ်ဘာပဲပြောမိမစီတော့ဖုန်းဆက်အကြောင်းကြားလိုက်ပါမယ်အေးမိမလားအေးဟုတ်တယ်တရားကိုအေးဟုတ်တယ်အော်တာကြီးလားတာကြီးကြောင်းထားဖို့လားအော်မပူနဲ့အေးဟုတ်တယ်တာကြီးကိုအင်္ဂလန်မှာ Cambridge မှာထားမယ်လေအေးဘာလို့တာကြီးကညံကောင်းတယ်ဒီကောင်အေးဟုတ်တယ်ဒါမဲ့သူ့တော့တခြားမှားမယ်နော်ဟိုမှာသူအင်္ဂလန်သူတွေနဲ့ဗာပြောအိမ်အောင်ရသားလေးကြသွားပေါ့နော်အခြေကျသွားရင်မိမနဲ့ကိုယ်နဲ့လိုက်သွားလို့ရတယ်လေဟုတ်မလားအေးဒါတော့သူ့တခြားမှားမယ်အော်သမီးလားအော်သမီးကတော့သမီးမိန်းကလေးပဲလေဟိုစင်ကာပူဆိုတော့ပေါ့ပိုလီတက်တစ်မှာပဲထားမယ်လေနော်အေးသမီးလည်းမှားတရားရှိတယ်အဲ့ဒါသမီးလည်းတခြားမှားမယ်သူ့ကိုအာရှသားတွေပိုင်းနဲ့တော့အိမ်အောင်ကြားဖို့တော့စိတ်မကူးနဲ့လို့မှားမယ်နော်အေးဟုတ်ပြီအော်မိမရဲ့ကားလားအော်ကားကလည်းမိမရဲ့ဖခင်တလောက်ကောင်းမြတ်နေတာဖခင်တခင်ကျွေးတယ်ဖခင်တခင်ပို့ဆောင်တယ်ဖခင်တခင်ဒီထက်မကပေးအောင်ပါအေးဟုတ်တယ်မှားထားပြီးသား staff မှားထားပြီးသားဟုတ်တယ်အေးပါဒါ1000ဆုံးဖုံးဆက်ပေးတာနော်ဒီမှာဖျားရှင်ပို့ဆောင်နေတယ်ရောက်မှပြောပြမယ်နော်အဲ့ဒါပဲနော်ဒီမှာနည်းနည်းအလုပ်တွေရှိလို့ဟုတ်ပြီနော် Thank you Jesus ဟာဒူဒါဘာလို့နားလဲဟာခါကုန်းဒါခါကုန်းနေရလားဟုတ်တယ်ဆရာဟုတ်ပြီဘယ်လောက်ကြာပြီလဲ10နှစ်ကျော်ပါဆရာဟာဒီလောက်ကြာမှလာရသလားဒီလောက်တော့ကြာနေပဲဒီကနာမည်ဘယ်လိုခေါ်လဲအောင်ကျော်ဆန်းပါအောင်ကျော်ဆန်းဟုတ်ပြီကိုအောင်ကျော်ဆန်းဒီကိုလာပြီဆိုတော့ဒါဆုတောင်းခံမို့လားဟုတ်တယ်ဆရာဟာ praise the Lord ဘုရားရှင်ပေးပြောင်းနိုင်တယ်ကဲယေရှုနာမ၌ခါစားတော့အာမင်စမ်းကြည့်ဖြည်းဖြည်းစမ်းဟုတ်ပြီစမ်းကြလက်တွေမြောက်ကြည့်သား praise the Lord hallelujah praise the Lord ကဲရှောက်ကြည့်
慢消的，慢慢消的。大卫里 ，praise the Lord， 哈利路亚，哈利路亚，大卫里。那ဖျားသခင်ကောင်းမြတ်တဲ့မူအပေါ်မှာမူတည်ပြီးတော့ယုံကြည်ခြင်းအပြင်ပေးပြောက်တာနော်ဟုတ်ပြီလားအေးဝမ်းသာတယ်ဆရာကျေးဇူးတင်တဲ့ကျွန်တော်အလူငွေပေးအောင်ဆရာကိုကျေးဇူးတင်ကြမလို့ဘူးဖခင်ကိုပဲကျေးဇူးတင်ပါဖခင်ကိုပဲကျေးဇူးတင်အလူငွေတွေအရေးမကြီးဘူးလူငွေတွေအရေးကြီးကျေးဇူးပဲဒါနဲ့ဆရာကျွန်တော်ကဖခင်ကိုကျေးဇူးတင်တာအားမရတယ်ဆရာအဲ့တော့ဘာလို့ချင်လဲဆိုတော့ကျွန်တော်နေတဲ့မြို့ကိုပြန်ပြီးမှဖျားချောင်းဆောင်နေတဲ့မြို့ကိုပြန်ဖျားချောင်းဆောင်ဘာလုပ်မှာလဲဆရာဟိုမှာဖျားချောင်းမရှိဘူးလေဆရာဆိုတော့ချင်းကြတော့ဟိုတယ်တိုက်ခန်းနေငားပြီးမှကျွန်တော်တို့ကဝတ်ပြုကိုးကွယ်နေရတာဆရာလည်းအဲ့ဒီဟိုတယ်တိုက်ခန်းနေဆိုတာကတန့်ရှင်းတဲ့နေရာမဟုတ်မကောင်းတဲ့နေရာညှဉ်းညူးတဲ့နေရာဆိုတော့ကျွန်တော်အနေနဲ့ဒီဟိုတယ်တိုက်ခန်းနေတဲ့အလွန်ကြီးမားတဲ့ဖျားချောင်းအကြီးကြီးကိုကျွန်တော်ပြန်ပြီးဆောင်တယ်ဖယားเจ้าနေဘာတွေဒီခေတ်ကြီးတွေမှာစောက်မနေတော့နဲ့ကိုအောင်ကျော်စံမကြခင်ယေရှုခရစ်တော်ကြွလာရင်ဒါတွေကကြံနေခဲ့မှာယေရှုခရစ်တော်ကြွလာရင်ကြံနေခဲ့မှာဟာအတွက်အချိန်မပေးသားမှာနဲ့အကုန်မခံသားမှာနဲ့ဘာလုပ်မှာလဲဘာဖြစ်ဆရာကျွန်တော်ဖျားကြောင်သက်ဆောင်ပြောရတော့ခက်တာပဲဗျာခင်ဗျားကလည်းယေရှုဖျားကြွလာဒါကြံနေခဲ့မှာဆိုခင်ဗျားမသိဘူးလားခင်ဗျားကိုကျွန်တော်ပြောမယ်ကျွန်တော်ရဲ့အေဝံဂေလိတရားဟောပွဲမှာလူတွေအများကြီးပြောင်းလဲနေတယ်နော်လူတွေရာချီထောင်းချီပြောင်းလဲနေတယ်အဲ့ဒီမှာခမရဲ့ဒီဖျားချောင်းဆောက်မဲ့အလူငွေကိုကျွန်တော်ကိုပေးကျွန်တော်အဲ့ဒီမှာသုံးမယ်အဲ့ဒီမှာပြောင်းလဲလာတဲ့ဝိညာဉ်တွေကခမအတွက်ဝိညာဉ်ပဲခမရဲ့ကောင်းကင်တသက်ဖူပဲပြီလားအဲ့ဒီအတွက်ပါဝင်စမ်းပါဗျာဆရာတကယ်ပြောရလားကျွန်တော်ညာရမှာလားကားတိုင်းကြီးချိတ်ကျွန်တော်ညာနေရမှာလားခင်ဗျားလေမညာဘူးအဲ့ဆိုဆရာကျွန်တော်ဖျားချောင်းဆောက်ဖို့အတွက်ကျွန်တော်ဆုထားတဲ့ငွေတွေကိုဆရာရဲ့အင်္ဂလိပ်သာသနာအတွက်ကျွန်တော်လူပေးလိုက်ဒါပဲလေဒီလိုအမြင်နဲ့ဖျားသခင်စီပါဝင်ရင်ဒီထက်မကကောင်းကြီးရမှာကြောက်ကုန်ပါပြီအလူငွေဒါဘယ်လောက်လဲဆရာအဲ့ဒါတိန်းတစ်ထောင်ဆရာတိန်းတစ်ထောင်ကြည်စမ်းဖျားရှင်ကောင်းမြတ်တယ်ဖျားရှင်ကောင်းမြတ်တယ်ကြည်စမ်းကြည်စမ်းဒီခေတ်မှာဖျားရှင်အားကောင်းမြတ်တယ်ကိုအောင်ကျော်ဆန်းကိုဖျားရှင်ဒီထက်မကကောင်းကြီးပေးပါစေဗျာအာမင်ကျေးဇူးပဲဗျာဟုတ်ပြီဟုတ်ပြီခင်ဗျားကိုဖျားရှင်ဒီထက်မကကောင်းကြီးပေးပါစေဟုတ်ကဲ့နော်ဆရာတဆူလက်ပြန်လိုက်မှာနော်ဟုတ်ပြီဗျာဝမ်းသာတယ်ဖြည်းဖြည်းနော်ဟုတ်ကဲ့ဖြည်းဖြည်း Serve the Lord ဟုတ်ပါ Praise the Lord Praise the Lord Serve the Lord မှာပါတယ်အရန်ပြောလို့ Praise the Lord Praise the Lord Thank you Jesus ကာပွေးသားစီတော့ဖုန်းဆက်အောင်ပါပဲ Serve တော့ရပြီ Hallelujah ကာပွေးသားစီဖုန်းဆက်ကိုကြမို့လားဟေးဆရာပါဆရာဟုတ်ပြီကိုကြမို့ဆရာပြောထားတဲ့ကားဘယ်လိုလဲအဆင်ပြေနော်ဟုတ်ပြီServe နော်ကိုကြမို့ဇုံထုတ်မလို့ခြင်းဘူးနော်သိမောချဟုတ်ပြီနော်ဟုတ်ပြီပတ်စံလားပတ်စံဒီဖျားချောင်းမောင်းခဲ့ဆရာ ready ပဲနော်မော်ဒန်မြင့်မစေဟုတ်ပြီနော် Okay ဒါဆိုစောင့်နေမယ်နော်ဟုတ်ပြီတခါတော့မိမပါဝမ်းသာတော့မိမစီဖုန်းဆက်ပေးလိုက်အောင်မယ်နော်မိမကြီးဒီမှာကားရပြီနော်ဒီမှာဒီနေ့ဖျားသခင်ထူးကောင်းကြီးပေးတယ်ကားရပြီဟုတ်ပြီဒါဝမ်းတောင်ချိုးဆက်တာခဏလေးလာခဲ့မယ်နော်ဟုတ်ပြီခဏနေရောက်ပြီနော်ဟုတ်ပြီဒါမှမဟုတ်နော် Okay ခဏလေးနော် Okay praise the Lord သူမင်းလည်းအလုပ်လုပ်ရတာတနေ့ကုန်ပင်ပန်းတယ်မောတယ်နော်မင်းပြန်တော့ဒါမဲ့ဆရာမင်းကိုမုံပေးရအောင်မယ်ဒီရှိလာခဲ့ဒီမှာလားမင်းကမုံပေးရအောင်မယ်မင်းဒေါ်လာပဲယူတော့လိုက်နော်ဆရာမြန်မာငွေမရှိဘူးမင်းဒါအကုန်လုံးတော့ယူသွားကွာနော်ဟုတ်ပြီလားဒါမင်းကြီးတော့သုံးပါကွာနော်
나는 달라서 메디 알루미니라 시야 칸에 태라베요 너 에이 허비 시야 디네 도와자시다 할렐루야 두두 다 땡동 할렐루야 praise the Lord 바벨 mấy mà nó nhỏ này đâu mày ha xe về từ lâu cao của biểu là cá sấu no 다ကောင်းကင်တမန်မင်းနေပဲဟာဒါဆိုငါဒါကောင်းကင်နိုင်ငံတော်ရောက်နေတာပေါ့ဟာကောင်းကင်ရွှေပြည်ဟာဟိုမှာကောင်းကင်တမန်မင်းလက်ထဲမှာလဲစာဆောင်တစ်ခုပါလားအော်သိပြီကျမ်းစာထဲမှာအသက်ရှင်စာဆောင်မှာနာမည်ပါမှကောင်းကင်နိုင်ငံတော်ဝင်ရမယ်ဟာငါနာမည်ပါမှာပဲလေငါမေးကြည့်အောင်ပါပဲပြောကောင်းကင်တမန်မင်းအသက်ရှင်စာဆောင်မှာကျွန်တော်နာမည်ပါလားဗျစထက်လိန်ဟာကောင်းရင်လက်ညှိုးတွေလေထိုးလို့ဟာကိုရောနာမနဲ့ကျွန်တော်နတ်ဆိုးတွေကိုနှင်ထုတ်ခဲ့တာလေကိုရောနာမနဲ့ကျွန်တော်ပြောင်းလဲတဲ့ဝိညာဉ်တွေအများကြီးရှိတယ်ကိုရောလှုပ်ပေါင်းကိုရောနာမနဲ့ကျွန်တော်ယောဂါတွေပျောက်ခဲ့တယ်လေကိုရောလှုပ်ပေါင်းကိုရောချင်းလူမိုက်တင်းကိုငါအလင်းမသိအာဓမပြုတော်သူယခုပင်ငါနာကဖယ်ကြဗျာကိုရောတနာပေါင်းကိုရောလှုပ်ပေါင်းကိုရောသူကိုရှေ့ခေါ်လာစမ်းမိဘမဲ့ကြောင်းတွေဖွင့်နိုင်ငံခြားအလူတွေခံမိဘမဲ့ကလေးတွေဆိုပြီးပြည်တွင်းကလည်းအလူခံတကယ်တမ်းကြတော့မိဘမဲ့ကလေးတွေမဟုတ်ဘူးမိဘရှိတဲ့ကလေးတွေပိုများတယ်မိဘတွေစီကလည်းကြောင်းစိတ်ဆိုပြီးရတယ်အလူရှင်တွေစီကလည်းရတယ်မုတ်ဆိုးမအိမ်ကြီးတွားရှည်တဲ့ပထနာတွေရွတ်ဆိုပြီးမုတ်ဆိုးမစီကလည်းဓမြတိုက်တယ်စင်းရဲသားကူညီရေးဆိုပြီးစင်းရဲသားစီကတရက်ဘလောက်ပြန်ဆက်ရမယ်ဆိုပြီးငွေတိုးချီးစားတာပါပဲရသမျှဆယ်ဖို့ဖို့အကုန်လူယူငါစားရမနဲ့ထက်တော့မင်းကပိုးတော်နေပါလားမင်းကယေရှုနာမသုံးပြီးငါတို့နတ်ဆိုးတွေကိုတော့နှင်ထုတ်လိုက်သေးတယ်ဟာရည်ပြတော်ကောင်းတော်ပြီးလိမ္မာပါနဲ့ကောက်ချစ်စင်းတဲ့သူပဲမူသားရဲ့အဖစာရန်ကွမူသားရဲ့အဖစာရန်မင်းနာမဲ့စတ်ထလိတ်
မိအဖေငါပဲမင်းငါနဲ့အတူငရဲတဲ့လိုက်ခဲ့ကိုဧဝံဂေလိအသင်းတော်တွေ့ပြီဆရာတော်ဆိုင်နဲ့ဧဝံဂေလိအသင်းတော်တခုတွေ့တယ်သွားမယ်အဲ့ဒီရောနော်အေးတွေ့မှာပဲကိုလည်းညောင်းလာပြီခြေထောက်တွေအေးသွားမယ်အဲ့ဒါဆိုဆရာတော်ဆိုင်လားဟုတ်ပါတယ်ဆရာတော်ဆိုင်မှာမိနဲ့မယ်ငယ်နောက်မှာဟောငယ်နောက်ဒါမိရဲ့ခင်မောကိုချစ်ခင်မှာဟုတ်ပါတယ်ကိုချစ်ခင်ဟုတ်ပြီထိုင်ကြပါထိုင်ကြပါဒါနဲ့ဆရာစီလာရင်ကိစ္စလေးပြောကြပါဟောဒီလိုပါဆရာအတင်းတော်မှာကျွန်တော်300ပါဝင်ခြင်းလို့လာခဲ့တာပါဆရာ300ပါဝင်ခြင်းတယ်ဟုတ်ပါတယ်ဆရာ300ပါဝင်ခြင်းတယ်ဒါနဲ့ကိုချစ်ခင်ကခရစ်ယာန်မဲလားဟုတ်ပါတယ်ဆရာ तू ကရဲဆိုရင်မယုံကြည်သူကကျမနဲ့ရာပြီနောက်ပိုင်းမှာသူလည်းယုံကြည်သူဖြစ်လာပါဟုတ်ပါတယ်ဆရာယင်းနေချင်းလက်ခံမယ်ပြောပါတယ်ဟုတ်ပါတယ်ဒါနဲ့ကိုချစ်ခင်ကဖျားစကားကိုနားထောင်ရဲ့လားဟာဗျာနားထောင်ပါတယ်အသက်တာကိုပြောင်းလဲပြီလားပြောင်းလဲပါတယ်ဒီလိုပါဆရာဒါကျွန်တော်ရဲ့ဒုတိယဇနီးပါဆရာဟာဟုတ်ပါတယ်ဒုတိယဇနီးဟုတ်ပါတယ်ဆရာပထမဇနီးကတော့မြကြီးနားမှာဆရာကျွန်တော်အဲ့ဘယ်လိုလုပ်မလဲဆရာရဲ့စိတ်တွေလည်းရမ်းလေးနေတယ်ရင်းနေချင်းနဲ့ခံနေတယ်ဆရာဖျောက်လည်းယုံကြည်ပါတယ်ဆရာရဲ့ဒီမှာကိုချစ်ခင်ကျမ်းစာထဲမှာဘုရားသခင်ကအာဗြဟံကိုဘာပြောတယ်လဲဆိုလို့ရှိရင်စာရာရဲ့စကားကိုနားထောင်ပါတဲ့သူ့ရဲ့ဒုတိယဇနီးဖြစ်တဲ့ဟာဂရကိုကွာရှင်းခိုင်းတယ်ခုလည်းပဲကိုချစ်ခင်ကဒီဒုတိယဇနီးဖြစ်တဲ့အငယ်နှောင်းကိုကွာရှင်းပြီးတော့သူရတဲ့ရထိုက်တဲ့ပစ္စည်းတွေကိုပေးပြီးတော့ကွာရှင်းလိုက်ပါပြီးရင်မြကြီးနားကိုပြန်ပထမဇနီးနဲ့သားသမီးတွေရှိတဲ့နေရာမှာအတူတူနေပြီးတော့ဘုရားစကားကိုနားထောင်ပါဟာဘလို့လဲလှုပ်ရှင်ပါလေဆရာရဲ့ကျွန်တော်ရင်တော့အဲ့ဒါကြီးမသိလို့ပါဆရာပြောတယ်လှုပ်ရှင်ပါပြန်မယ်လာဘာလဲကွာမင်းရတယ်ကျွန်တော်ပြန်ခွင့်ပြုပါဦးဆရာမင်းတို့အတွက်ဆူတောင်းရမဆူတောင်းနဲ့ဆရာတော့လိုက်ပါဦးမနေကွာကိုယ်ယူအောင်မင်းရလည်းစိုးပဲရှင်ဘာလို့သူစကားနားထောင်နေရတော့ဒီဆရာလည်းကရှောက်ပြောနေတာဟာအဲ့ဆရာပြောတာလည်းမှန်နေရပဲဆိုဘာမှန်တာတော့ကျမတို့မှချစ်လုံးလို့ယူထားတာကျမတို့ချစ်ချင်းတက်ခွဲနေတာဒါဟုတ်ကဲ့မင်းရလည်းအဲ့ဆရာပြောတဲ့အတိုင်းလုပ်ရမှာကွာနော်ဘယ်ရတာရှင်ပြောင်းလဲလားဘသူကြောင့်တော့ကျမကြောင့်မလားကွာမင်းရလည်းကျမစကားပဲနားထောင်ဒီဆရာနဲ့ကခုမှတွေ့တာနော်ဒီဆရာနဲ့မဟုတ်လေအတင်းတော်တွေမှာအများကြီးပဲရှိတယ်တခြားအတင်းတော်ပဲသွားမယ်နော်အေးပါကွာအဲ့ဆိုလည်းမင်းသဘောပဲဒါကြောင့်ကိုယ်ချစ်တာတော့ကြတာပေါ့
္ဂလာပါဆရာမင်္ဂလာပါထွေတော်တို့ပါလားဟုတ်ကဲ့ဆရာဖုန်းရန်ဟုတ်ထိုင်ရကိုထိုင်ရတို့ဘယ်လှည့်လာကြဆရာစီတက်ပဲဆရာအသင်းတော်ပဲဖျားเจ้าကိုဒီတက်လာတာဆရာကျွန်တော်တို့ကဲဆိုပါဦးစူတောင်းခံစရာတွေရှိလို့လေဆရာကျမ်းစာထဲမှာတခင်ရှုကိုယ်တိုင်ပြောထားရှိလေဆရာတောင်းကြတော့တောင်းရင်ရလိမ့်မည်လို့ပြောထားရှိအဲဒါကြောင့်ကျွန်တော်တို့လည်းစူတောင်းစရာလေးရှိလို့ဆရာအဲ့ဖွင့်တော့ဘာတွေများတောင်းကျင်လို့လဲပြောပါဦးဆရာကျွန်တော်ကအခုမတရားဘက်မှာကြက်တွေမွေးတာဆရာကြက်အကောင်1000လောက်ရှိရင်တော့အဲ့ဟိုဘက်ခြံမှာကျွန်တော်ဝက်အကောင်3000လောက်ရှိရဆရာဈေးတွေကလည်းတည့်ရတိုင်းဆရာကျက်စာဈေးတွေကလည်းတက်ဈေးဘိုးတွေကလည်းတက်ဆိုတိတ်အဆင်မပြေဘူးဖြစ်နေကြက်ဥနှုံးကလည်းကြာနေတော့လေဆရာကျွန်တော်ကြက်ဥများများဥဖို့ဆရာဆူတောင်းပေးပါဆရာဝက်တွေလည်းဟိုပါဗောနော်အကောင်များများပေါက်ဖို့ဗောနော်ဒါနဲ့ဖုန်းရန်အောင်ဘာတွေတောင်းကျင်ကျွန်တော်ကတော့ကြောက်တွင်းဆရာကျွန်တော်ကြောက်တွင်းကထွက်တဲ့ကြောက်တွေကဆရာတိတ်10ခန်းလောက်ကတော့သမင်းစားရတော့အေးစေးပြောက်သွားကျွန်တော်ကြောက်ရေသေးပြည့်ပြည့်ကြောက်တယ်အများကြီးလိုချင်တယ်ကျွန်တော်အဲ့လိုမျိုးဆူတောင်းခံကြတယ်ဆရာအဲ့လိုတိတ်ထောင်ကြောက်တယ်နဲသုံးလောက်တော့ဆရာတိတ်ထောင်ကြောက်ဒါနဲ့မင်းတို့ဖះတောင်းခိုင်းခဲ့တဲ့အရာတွေရောတောင်းပြီးပြီကြပြီလားဖះတောင်းစီလိုတဲ့အရာတွေရောတောင်းပြီးကြပြီလားပေါ့ဆရာတောင်းပါလေဆရာဆရာတို့တက်တာနေမှာတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဖို့တောင်းရမယ်လေဒါရောတောင်းပြီးပြီလားတော့ကျမ်းစာထဲမှာတိမောသေဩဝါဒစာပထမဆုံးခန်းကြီး6ငယ်8မှာစားရန်ဝိရန်ရှိသည်များနဲ့ရောင်ရဲရမယ်လို့ဘုရားကပြောထားတယ်လေနောက်ပြီးတတ္တလောနီဩဝါဒစာပထမဆုံးအခန်းကြီး3ငယ်10မှာယုံကြည်ခြင်းမှာလိုသေးသည်များစုံလင်စေဖို့တောင်းရမယ်တဲ့ယုံကြည်ခြင်းမှာတကိုးပါဖို့ဒါတွေကိုတောင်းရမယ်တဲ့ဒါတွေမလို့တောင်းပြီးကြရည်တောင်းမလို့ပါဆရာကျွန်တော်ကလည်းဟိုကြက်ချန်နေတဲ့အလုပ်ရှုံနေလို့ဆရာမတောင်းပြဘူးဖြစ်နေတာနောက်ပြီးရှင်ယာကုတ်ဩဝါဒစာအခန်းကြီး4ငယ်1မှာလဲဆုတောင်းလင်ကာမဂုဏ်ခံစားစရာကိုရှိစေခြင်းကအလွဲတောင်းသောကြောင့်မရကြဘုရားခင်ကပြောထားတယ်။ဒါကြောင့်မလို့တက်တာမှာဖះအလိုတော်နဲ့ညီရဲ့ဆုတွေကိုတောင်းရမယ်ပေါ့။ဘလို့လဲမင်းတို့တောင်းပါမယ်ဆရာကျွန်တော်တို့ဆရာပဲတောင်းပေးလိုက်ပါဆရာ။ကဲမင်းတို့ဆန္ဒရှိတယ်ဆိုတော့ဆရာဆုတောင်းပေးမယ်။ခဏဆုတောင်းမယ်နော်။ဟုတ်။ဖះရှင်ယနေ့ဤသားဖုံရန်နဲ့ထွန်းတော်ကိုကိုရောရှင်ဖះလမ်းပြပို့ဆောင်တဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဤသားနှစ်ယောက်ရဲ့တက်တာကိုကိုရောကောင်းကြီးပေးပါအသက်တာမှာထူးသဖြင့်စာရန်ဝတ်ရန်ရှိသည်များနဲ့ရောင်ရဲပြီးအလိုတော်နဲ့ညီအသက်ရှင်နိုင်ဖို့ရန်ကိုရောမဆပါပို့ဆောင်ပါရှေ့ဆက်တက်တာမှာဤသားနှစ်ယောက်အားဖြင့်ကိုရောဘုံကိုထင်ရှားစေပါကျေးဇူးတော်ကိုချီးမွမ်း၍အသက်ရှင်တော်မူသောသခင်ယေရှုနာမ၌ဤစုကိုတောင်းလျှောက်ပါသည်ဖဖျားရှင်အာမင်ဖျားရှင်ကောင်းကြီးပေးပါစေကွာဟုတ်ကဲ့ပါဆရာဘုံရမ်းလည်းကောင်းကြီးပေးပါဟုတ်ကဲ့ပါဆရာတော့ဝင်ဆရာကောင်းပါပြီကွာဖြည်းဖြည်းကွာမိုက်သေးပါကွာဟုတ်သေးပါကွာဖုံရဆရာဘာလို့စူတောင်းပေးလိုက်လဲမသိဘူးဖြစ်အေးကွာဆရာလည်းငါတို့ကအောင်မြင်နေတာကွာကြီးပွားနေတာတဲ့မလားဟာကျုပ်တွေများများဥဖို့ငါဝက်တွေအကောင်များများပွားလာဖို့တောက်စူတောင်းခဲ့တာဆရာအခုကြက်လည်းမပေါဝက်လည်းမပေါဟုတ်တယ်ငါလည်းတော့နော်နည်းနည်းငါမအောင်မြင်လို့မရဘူးဟုတ်တယ်မလားငါလည်းထွက်ချင်တာကွာကြောက်တယ်အေးလေဟုတ်စင်းတော့ငါတို့နဖူးကျဲတဲ့လူတွေကပဲညံကောင်းတယ်မင်းနည်းနည်းအဲ့ဒါကြောင့်ပဲကြောက်လုံးပဲဖြစ်နေတာကွာဟုတ်အေးလေငါတို့အခုငါသတင်းကြားတယ်ကွာတခုအေးပြောအရနာမည်ကြီးနေတာဆရာတယောက်ဘာလဲမေဂန်ပြန်လာဆိုလားပဲဟုတ်အေးဆရာရန်နာမည်ကြီးနေအေးနိုင်ငံခြားပြန်ဆရာကြီးအဲ့ဆရာကြီးစူတောင်းပေးခိုင်းလို့ရှင်မစိုးဘူးစူတောင်းပြည့်တယ်ဗောဟာကြိုက်ပြီအဲ့ဒါဆိုရင်သွားမယ်လေမင်းငါ့ကိုဥဆောင်ပြီးခေါ်သွားလိုက်တော့နော်သွားကြမယ်လေအဲ့ဒါဆိုသွား